Super Sunday အတွက် Christian ရဲ့ Premier League ပွဲကြိုခံမှန်းချက်များ BBC ရုပ်သံလိုင်းတွေမှာ Premier League ပွဲစဉ်တွေကိုပြင်နိုင်ခံမှန်းပေးနေတဲ့ Blackburn ကန်နိုဝင်ကစားသမား Christian ရဲ့ Super Sunday အတွက် Premier League ပွဲကြိုခံမှန်းချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နောက်ကြညနဲ့စနေနေ့မှာဆိုရင်တော့ Premier League ပွဲစဉ်9ပွဲရှင်မြန်ကစားသွားမှာဖြစ်ပြီးတော့ဒီနေ့ညမှာဆိုရင်လည်းကြန့်ရှိတဲ့9ပွဲကိုကစားသွားမှာပဲဖြစ်ပါတယ်။ည9နာရီခွဲမှာ4ပွဲနဲ့ည10နာရီမှာ1ပွဲကစားသွားမှာပဲဖြစ်ပါတယ်။စနေနေ့ညက Christian ရဲ့ Premier League ပွဲကြိုခံမှန်းချက်တွေထဲမှာတော့3ပွဲထိမှန်ကန်ခဲ့ပြီးတော့2ပွဲကတော့မှားယွင်းနေခဲ့ပါတယ်။ Opta ကတော့ပြီးခဲ့တဲ့ပွဲစဉ်9ပွဲမှာတော့4ပွဲထိကိုမှန်ကန်ပြီးတော့1ပွဲသာမှားယွင်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ည9နာရီပွဲမှာကစားမယ် Aston Villa ဘန်လီပွဲမှာဆိုရင်တော့တစ်ဖက်ကိုတကိုးစီတရေကြမယ်လို့ Christian ကခံမှန်းပေးထားပြီးတော့ Opta ကတော့ Aston Villa အသင်းကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခံမှန်းပေးထားတာပဲဖြစ်ပါတယ်။ Everton နဲ့ Crystal Palace ပွဲမှာဆိုရင်တော့ Crystal Palace အသင်းကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခံမှန်းခဲ့ပြီးတော့ Opta ကတော့တစ်ဖက်ကို2ကိုးစီတရေကြမယ်လို့ခံမှန်းခဲ့တာပါ။ Newcastle နဲ့ Nottingham Forest ပွဲမှာဆိုရင်တော့ Newcastle အသင်းက3ကိုးတကိုးနဲ့အနိုင်ရမယ်လို့ Christian ကခံမှန်းပေးထားပြီးတော့ Opta ကလည်း Newcastle ကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခံမှန်းပေးထားပါတယ်။ Wolves နဲ့ Brighton ပွဲမှာဆိုရင်တော့ Brighton အသင်းက2ကိုးတကိုးနဲ့အနိုင်ရမယ်လို့ Christian ကခံမှန်းပေးထားပြီးတော့ Opta ကလည်း Brighton အသင်းကပဲတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခံမှန်းပေးထားတာပဲဖြစ်ပါတယ်။ဒီတစ်ပတ် Premier League ပွဲစဉ်9ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ည7:00နာရီမှာကစားမယ် Brentford နဲ့ Man City ပွဲမှာဆိုရင်တော့အဲ့ဒီ Man City အသင်းက2ကိုးတကိုးနဲ့အနိုင်ရမယ်လို့ Christian ရော Opta ကပါခံမှန်းပေးထားတာပဲဖြစ်ပါတယ်။